ဒီနှစ်ထပ်ကားစီးဖို့ကြတော့ဒီဟန်နွိုင်းရဲ့ရေကန်ကြီးဘေးနားမှာရှိတယ်အဲ့ဒီကဒီ tourist တွေကိုလိုက်ပို့တဲ့ gate ပေါ့နော်အမှသွားဝယ်လို့ရပါတယ်လက်မှတ်တွေပြီးတော့ရင်သူတို့အခုပြတဲ့အတိုင်းပဲလိုက်ပို့မှာပါဒီမြေပုံကတော့ဒီဟန်နွိုင်းမြို့တစ်မြို့လုံးကိုပတ်ပြီးတော့လိုက်ကြည့်ရမယ်မြေပုံမှာကဲရောက်ပါပြီသွားကြည့်ကြမယ် let's go hi Thank you. ကဲအခုဆိုရင်ကားပေါ်တော့ရောက်ပါပြီလူတွေကိုခဏစောင့်မယ်ပြီးသွားရင်ထွက်မှာဖြစ်ပါတယ်ကဲအခုတွေ့နေရတဲ့နေရာကတော့ဒီလမ်းစုံလမ်းခွမှာရှိတဲ့ Euro Style Restaurant ပေါ့နော်အမှနေကင်းဘက်တွေဆိုရင်ဗီယက်နမ်ကောင်မလေးတွေကောင်မလေးတွေလာရိုက်ကြတယ်တပုံရိုက်လို့ကောင်းတဲ့နေရာပေါ့နော်ကဲဒီဟာကတော့ဟန်နွိုင်းမှာမပါမဖြစ် train street အမှတပုံရိုက်လို့လည်းအရင်လာပါတယ်ဘူးရှိမှတွေ့နေရတာတော့ဟိုချီမင်းပရင်ရဲ့အုပ်ကူပေါ့နော်အဲ့ဒီအုပ်ကူထဲမှာပဲဒီဟိုချီမင်းပရင်ရဲ့ရုပ်အလောင်းကိုမြုပ်ထားရလို့လည်းသိရတယ်ပေါ့နော်နေကင်းဘက်သွားရင်တော့တပ်ပုံရိုက်လို့ရမ်းလာပါတယ်
ကဲဒီအဆောက်အဦကြီးကတော့ဒီကသမရနေတဲ့အဆောက်အဦကြီးပေါ့နော်တော်တော်ကြီးလေးကြီးတယ်ဘေးနားမှာလည်းမြင်တဲ့အတိုင်းပဲအဆောင်တွေအများကြီးပဲထားတာဒီမှာသမရနေပကြီးဆွဲတဲ့ဟာလေး ဒီညာဘက်ခြမ်းမှာတွေ့ရတဲ့ပကြီးကားလေးတွေကဒီဟန်နွိုင်းမြို့အပါအဝင်တခြားသောနိုင်ငံတွေကလူတွေပါပေါင်းပြီးတော့ဖန်တီးခဲ့တဲ့ပကြီးကားပုံစံလေးပေါ့နော်ဒီဟာတွေကအခုမှမဟုတ်ဘူးအရင်တည်းကရှိတယ်လို့တော့အကြမ်းမြင်ကျွန်တော်တို့ဒီ history ထဲမှာတော့သူတို့ပြောထားတာတော့ရှိတယ်
ကဲစီးရင်နဲ့တဖြည်းဖြည်းနဲ့ညနေပိုင်းရောက်လာတယ်ညနေပိုင်းရောက်တော့လုံးဝကိုနေဝင်တဲ့ပုံစံတော်တော်လှပါတယ်တော်တော်လှတယ်တချို့တွေကျတော့လေဒီရောင်နောက်ခံထားပြီးတော့ရေကန်ကြီးတွေနဲ့ဓာတ်ပုံရိုက်ကြတယ်ပေါ့ဗျာကဲအဲ့ဒါဆိုရင်ဆက်ကြည့်ပေးပါဦးကဲအဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုဒီမှာပဲအဆုံးသတ်ပါမယ်။နောက် vlog တွေမှာတခြားဗီဒီယိုနဲ့အတူတူပြန်လာခဲ့ပါမယ်။ Thank you ပါ